ကဲဒီသားမိကောရှင်းပြစမ်းပါအောင်ကျုပ်တို့သားမီးကဒီထမ်းမိကြီးမှာနေတာ10နှစ်နေပါရှိနေပြီဒီသမီးလေးကိုမွေရင်တိတ်ဆုံးခဲ့တာကျမရောကျမသမီးလေးပါတိတ်ဆုံးခဲ့တာတေးပြီးပြီးချင်းနေစရာမရှိလို့အမေမဖဲဝါစီသွားပြီးနေစရာတောင်းတော့ဒီထမ်းမိကြီးမှာနေရာချပေးခဲ့တာကျမတို့အရင်ဒီထမ်းမိကြီးညမှာနေတဲ့တရေကကြော့ချိန်တန်လို့ကြော့သွားတဲ့အချိန်ကျမကနေရာသွားတောင်းတဲ့အချိန်တက်ဆိုင်ဆိုင်ကြုံပြီးဒီနေရာလေးနေခွင့်ရခဲ့တာသမီးလေးကြီးအရွယ်ရောက်နေပြီကျမတို့နေတာဘယ်လောက်ကြာပြီလဲသိပြီမလားအနီးနားမှာနေကြတဲ့တရေဖိုးတုပ်လို့တရေမှာမအေးဘုံတို့ကိုလည်းမေးကြည့်အောင်သူတို့ဆိုကျုပ်သမီးလေးကိုခေါ်ပြီးရွာထဲနဲ့အဆရှာနေကြမေးကြည့်လိုက်လေဟုတ်တယ်ဒီအပင်မှာတော်စိတ်တုံးတို့သားမီနေတာသူ့ကငါတို့မသိဘူးကဲကြားတယ်မလားဒီသားမီကခရီးနဲ့ရထွက်သွားလို့နေရလွတ်နေတာအခုပိုင်ရှင်ရောက်လာပြီဆိုတော့ခပြလက်ခီးထွက်သွားဖို့ပြင်ပါတကယ်လို့နေစရာမရှိဘူးဆိုရင်ခပြမိသားစုစီပြန်ပြီးဖျားတီကြောက်ဆောက်တဲ့နေရာတွေမှာလှူပေးပြီးအမြောက်ဝေပေးဖို့အိမ်မက်ပေးပါသူတို့အလှူပေးပြီးအမြောက်ဝေလို့ခပြတာလူခေါ်ဆိုလိုက်တာနဲ့ခပြအတွက်နေစရာတစ်ခုလောလောကူရနိုင်မှာပဲခပြကကုသိုလ်အကျိုးဆက်အကြောင်းဆက်ရှိရင်အခုတရေထဲမြင့်တဲ့ဘဝမျိုးနဲ့ပိုင်ဆိုင်ရောက်ရှိနိုင်တာပဲကျုံမှာလူနိုင်တန်းနိုင်မဲ့မိသားစုဆွေမျိုးသားချင်းမရှိတော့ဘူးကျုပ်ကတကောင်ကြွက်ပါဒါဆိုလဲမဖဝစီကိုသာတွားပြီးနေဖို့နေစရာတစ်ခုလောက်ပေးပါလို့တော့ပြောသူစီစဉ်ပေးလိုက်မယ်ဟုတ်ကဲ့အခုပဲတွားလိုက်ပါမယ်အေးအဲ့ဒါမှန်တဲ့နီလဲမယ်မင်းတွားလိုက်ကဲအတော်ကြီးတို့သားမိလဲကိုနေရာကိုပြန်ရပြီဆိုတော့အကျဉ်းနှံလိုက်ပါတော့ကျေးဇူးပါပဲမဖိုးနေရဲ့မင်းရောက်လာလို့သာပဲမင်းသာမလာရင်တို့သားမီလမ်းပေါ်မှာမိုးလင်းရတော့မှာတရေဖိုးနေလေနေရလူးတဲ့ရံပွဲကိုဖျက်ဖြစ်ပြီးတာနဲ့အားလုံးကိုနှုတ်ဆက်ပြီးရှေ့ခရီးဆက်ထွက်လာခဲ့ပါတယ်အချိန်ကညနေပိုင်းနေဆောင်နေပါပြီမကြခင်နေဝင်ပါတော့မယ်လမ်းမပေါ်မှာဘလုံးကန်နေတဲ့ကလေးများရှိနေပါတယ်ပြင်းမဆော့ကစားနေတဲ့ကလေးများနဲ့မတိုက်မိရအတော်လေးရှောင်ရှားနေရပါတယ်လူသားတွေရဲ့ခန္ဓာကိုယ်နဲ့ထိခိုက်မိပါကပူလောင်စွာခံစားရပါတယ်အာကလေးတွေနဲ့မထိခိုက်မတိုးမိစေရန်တတိထားရှောင်းနေရမှာကလေးတယောက်ကန်လိုက်တဲ့ဘောလုံးကတရေဖိုးနေနောက်ကျောကိုသွားမှန်ပါတယ်